မင်္ဂလာပါရှင်သမီးတဲ့အမေအဲ့လိုဖြစ်နေတယ်သမီးရဲ့အမေအားငယ်တယ်ဆိုတော့ဒီအမေကသမီးအိမ်မှာပဲရောက်နေရလားတားအိမ်မှာပဲရောက်နေရလားတော့မသိဘူးပေါ့နော်အသက်ကြီးလို့ကိုယ့်အိမ်မှာကျိုးမွေးဆောက်ရှောက်ဖို့ဂျေဇုဆက်ဖို့ခေါ်ထားတဲ့မိဘကိုမျက်နှာကိုကြည့်ပြီးနေရတဲ့မိဘတွေဖြစ်အောင်မလုပ်ပါနဲ့မိဘတွေကကိုမျက်နှာကိုကြည့်ပြီးနေရတဲ့သားသမီးမျက်နှာကိုကြည့်ပြီးနေရတဲ့မိဘအဲ့လိုဖြစ်ရမယ်စားသူတို့မှတေတောင်တေလိုက်ခြင်းနဲ့ဆိုတော့ဖြစ်နေဦးမယ်ဟောဒီဟာမလုပ်ထားရင်ငါသမီးပြန်လာရင်ငါ့ကိုစိတ်ဆိုးနေမလားဟောငါဒီဟာလေးမလုပ်ထားဘူးဆိုလို့ရှင်ငါသမီးပြောနေပါလိမ့်မယ်လေဆိုပြီးမိဘကသားသမီးကိုပြန်ကြောက်ပြီးတော့မိဘအိမ်မှာငယ်တော့နေခဲ့ကြစဉ်အခါတုန်းကအမေမျက်နှာကိုတစ်ချက်မှမကြည့်ခဲ့တဲ့သားသမီးတွေကမိဘအသက်ကြီးလာလို့ကိုယ့်အိမ်မှာလာတက်နေတဲ့ခေါ်ပြီးတော့လာနေတဲ့အခါကျတော့မှမိဘတွေကသားသမီးမျက်နှာကိုကြည့်ရတော့တာရှင့်သားသမီးမျက်နှာကိုကြည့်ပြီးနေရတော့တာဒါမလုပ်ထားရင်မြန်ကောင်းစိတ်ဆိုးနေမလားကိုသားသမီးတွေအပြင်သွားကြမိကြီးအကြောင်းသွားကြပြန်လာရင်ဟောအစင်းလေးဖြစ်အောင်ချက်ပြုတ်ရသေးတယ်တခါတလေအမေအပြင်ထွက်သွားကြတယ်ရေခဲတက်တာထဲမှာအပြည့်ရှိရဝယ်ထားတယ်မိစားကျင်တာချက်စားတော့အမေပြောပြီးထွက်သွားတာကိုမိဘစားကျင်တာတော့ချက်ကြွေးဖို့အချိန်မရတော့စိတ်ကူမရှိတော့မိစားကျင်တာချက်စားတော့အဲ့အမေကချက်ပြီးသူတို့စားဖို့ကချက်ထားပြီးတော့သူတို့ကအမေချက်ထားတာကိုစားကြတာရှင့်အဲ့လိုသမီးမျိုးတွေရှိပါတယ်နော်တကယ်ရှိပါတယ်ရှင့်အဲ့တော့မိဘကသားသမီးမျက်နှာကိုကြည့်ပြီးနေရမှာမဟုတ်ပါဘူးရှင်သားသမီးကမိဘကိုမျက်နှာကိုကြည့်ပြီးနေရမှာပါမိမျက်နှာကိုကြည့်ပြီးအမေဘာတွေလိုအပ်နေလဲဟောအမေဘာတွေစားကြလဲအမေနေကောင်းရလားမသိဘူးမျက်နှာတစ်ချက်ညိုးရင်ဟောတို့မေနေကောင်းရလားအမေဘာလုပ်ပေးရမလဲအမေဘလို့လဲဒီလိုနေရမှာဖြစ်ပါတယ်နော်မိဘမျက်နှာကိုကြည့်ပြီးတော့နေရမှာဖြစ်ပါတယ်မိဘကသားသမီးမျက်နှာကြည့်ပြီးနေစရာဘာအကြောင်းမှမရှိပါဘူးအခုကဘလို့ဖြစ်နေလဲဆိုတော့သမီးဖြစ်သူကအပြင်သွားပြီးပြန်လာတဲ့အခါကျရင်သူတို့ဖြစ်ချင်တာသူတို့လုပ်ချင်တာကိုမိဘကလုပ်မထားဘူးဆိုရင်အမေဒီဟာဘာလို့မလုပ်ထားတာလဲဒီဟာဘာလို့ဒီတိုင်းထားတာလဲကဲကျွန်တော်တို့မိတွေကအလုပ်သမားတွေဖြစ်မနေဘူးလားရှင်အမေတမသတိထားပါတယ်နော်အဲ့လိုတွေလောကကြီးမှာအများဆုံးတွေ့နေကြုံနေရပါတယ်မိဘကိုခေါ်ပြီးကျေးဇူးပြုတယ်ဆိုရင်မိဘကိုအေးအေးချမ်းချမ်းမိဘမျက်နှာကြည့်ပြီးတော့ကျေးဇူးဆက်ကြပါမိဘတွေဝမ်းနဲ့အောင်မလုပ်ပါနဲ့ရှင်